ညီကိုတွေအားလုံးပဲမြင်ကြပါစီးရီးပွဲစဉ်ရိုမာနဲ့ဂျူပင်တက်ပွဲလေးကိုတပွဲကောင်းလေးရွေးချယ်ပေးကြပါတယ်။မင်းညာကဘိုင်ယန်ပွဲလေးရညီကိုတွေအားလုံးပဲအဆင်ပြေလိမ့်မယ်လို့ထင်ပါတယ်။ဒီလိုပွဲလေးတွေလိုချင်တော့ channel လေးကို join ထားပေးပါ brother တို့အတွက်လုံးဝအကျိုးရှိစေရပါမယ်။ဒီပွဲကတော့အကြိုက်တူတယ်ဆိုမှယူပါ။ရိုမာကတော့ဒါလက်ရှိအဆင့်လေးနေရာမှာရက်တီနေပြီးတော့အိမ်ဝင်း73ပွဲမှာ10ပွဲထိတောင်နိုင်ထားပြီးတော့တပွဲပဲရှုံးထားပါတယ်။နောက်ဆုံးကစားခဲ့တဲ့ Cream Money နဲ့ပွဲမှာလည်းဒါ9ပြတ်နိုင်ထားသလိုခံစစ်ပိုင်းကလည်း73ပွဲလုံးမှာဒါ6ဂိုးလောက်ထိပဲပေးထားရပါတယ်။ဂျူပင်တက်ကတော့အဆင့်9နေရာမှာရှိနေပြီးတော့ကူးရသည်အိမ်ဝင်းခြေစမ်းနဲ့ရှင်တော့အဝေးကွင်းမှာတော့ရုန်းကန်နေရပါတယ်။73ပွဲကစားထားတာမှာ9ပွဲပဲနိုင်ထားပြီးတော့ဒါ4ပွဲရှုံးပြီး4ပွဲတည်ကြထားပါတယ်။အင်တာနက် AC တို့ကိုလည်းရှုံးထားသလိုအိမ်ကွင်းမှာဆိုရင်ခံစစ်ကမာပေမဲ့ဒါအဝေးကွင်းမှာတော့4ပွဲလောက်ထိပဲဒါကိုမပေးရအောင်ကစားထားနိုင်ပါတယ်။လူစီမိုင်းကိုကြည့်မယ်ဆိုရင်ဒါရိုမာဘက်မှာတက်စစ်ပိုင်းကဒါအတန်ဒရောဗစ်နဲ့ကွင်းလယ်လူအီဗန်ဖာဂူဆန်တို့ဒဏ်ရာရနေသလိုဂျူပင်ဘက်မှာဆိုရင်လည်းဘလာဟိုဗစ်နဲ့ကွင်းလယ်လူလောက်ကတီလီတို့မပါဝင်နိုင်တာကကွင်းလယ်ထိန်ချုံမှုမှာအားနည်းနိုင်ပါတယ်။ဟက်တူဝက်ကိုကြည့်မယ်ဆိုရင်နောက်ဆုံးတွေးဆုံမှု9ချိန်မှာဂျူပင်က2ချိန်နိုင်ရိုမာက1ချိန်နိုင်ပြီးတော့2ချိန်တော့တည်ကြထားပါတယ်။ရိုမာကတော့အင်ကွင်းအားသာချက်ရှိနေသလိုနှစ်သင်းလုံးမှာလည်းအဓိကတိုက်စစ်မှုတွေမပါနိုင်တာမလို့ဂျူပင်အတွက်ကတော့တမန်ရဖို့အရင်ဦးစားပေးပြီးတော့တိုက်စစ်ဖွင့်ကစားလာနိုင်တာမလို့ပြန်လည်သွင်းကိုတွေနဲ့အတူတူဆိုတဲ့ရလဒ်မျိုးနဲ့တရီပွဲလေးဖြစ်လာနိုင်ပါတယ်ညီကိုတော့ဒီပွဲလေးရဲ့ရလဒ်လေးကိုကွန်မန့်လေးမှာဝင်ရောက်ခံမှန်းဆွေးနွေးပေးသွားပါအောင်ဗျအားလုံးပဲကွန်လက်ဖြစ်ကြပါစေဗျ